ဇန်ချိန်တွင်းကိုနဲ့ချန်ပီယံလိမှာအာဆနယ်ကိုဘယ်အသင်းမှမတားဆီးနိုင်တော့ဘူးကဲတော့အားလုံးပဲမင်္ဂလာပါခင်ဗျ GKH Corners ကနေအာဆနယ်ပရိသတ်တွေအားလုံးကိုကြိုဆိုပါရစေအာဆနယ်က PSV ကို9ဂိုးသွင်းပြီးတော့ချန်ပီယံလိအောင်ပွဲမျှော်လင့်ချက်အားကောင်းမောင်းတန်အသက်ဆက်နိုင်ခဲ့တယ်ချန်ပီယံလိရှုံးထွက်16သင်းအဆင့်အဝေးကွင်းပွဲမှာ9ဂိုးသွင်းတာတစ်သင်းမှမရှိခဲ့ဘူးအခုအာဆနယ်ကချန်ပီယံလိသမိုင်းမှာဇန်ချိန်တစ်ခုကိုဂုဏ်ပွဲရာပိုင်ဆိုင်ခဲ့တာပါအခုလိုမျိုးပြိုင်ပွဲအသင်းကိုအာဆနယ်9ဂိုးမသွင်းနိုင်တာ73နှစ်ကြာခဲ့ပါပြီလွန်ခဲ့တဲ့73နှစ်ကပရီးမီးယားလိမှာနယူကာဆယ်ကို9ဂိုးသွင်းပြီးပထမဆုံးချိန်9ဂိုးပြန်သွင်းခဲ့တာပါလူတွေကအာဆနယ်တိုက်စစ်ကိုလောင်ပြောင်နေကြတယ်တိုက်စစ်မှုမရှိတဲ့အာဆနယ်ကဂိုးမိုးခေါင်ခဲ့ပါတယ်အခုအာဆနယ်တိုက်စစ်ဘလောက်အစွမ်းထက်လဲဆိုတာပြသနိုင်ခဲ့ပါပြီအာဆနယ်ပြအာရီဒါကအခုလိုဂိုးပြန်နိုင်ခဲ့တာဟာအာဆနယ်ကစားမတွေယုံကြည်စိတ်နဲ့အကြည်ဓာတ်ကိုအားကောင်းစေတယ်လို့ပြောပါတယ်ဒါပေမဲ့အာဆနယ်အတွက်နောက်ထပ်အရေးကြီးတဲ့အရာတွေပိုင်ဆိုင်မှုလိုအပ်သေးတယ်လို့သတိပေးခဲ့တယ်ဘယ်လိုပဲဖြစ်ဖြစ်ချန်ပီယံလိကွာတာဖိုင်နယ်အဆင့်ကိုအာဆနယ်ရောက်ဖို့တေချာခဲ့ပါပြီဝက်ဆမ်ကိုရှုံးပြီး Nottingham Forest နဲ့ဂိုးမရှိသေးကြတဲ့ပွဲတွေမှာအာဆနယ်တိုက်စစ်ဂိုးမသွင်းနိုင်ခဲ့ဘူးပရီးမီးယားလိချန်ပီယံဆုနဲ့ဝေးခဲ့ရတယ်အခုချန်ပီယံလိမှာအာဆနယ်ကအကောင်းဆုံးချီတက်နေပါပြီအာဆနယ်လက်ရှိတိုက်စစ်စွမ်းရည်အတိုင်းဆိုရင်ကွာတာဖိုင်နယ်မှာရီယယ်နဲ့ပဲတွေ့အက်တလက်တီကိုနဲ့ပဲတွေ့ကြောက်စရာမလိုပါဘူးလက်ရှိရာသီချန်ပီယံလိပွဲစဉ်လမ်းကြောင်းရအာဆနယ်က2006ချန်ပီယံလိဖိုင်နယ်ရှုံးကြကိုပြန်ဆက်ခွင့်ရနေတာပါ2006ချန်ပီယံလိဖိုင်နယ်တုန်းကအာဆနယ်ကဘာစီလိုနာနဲ့ရင်ဆိုင်ခဲ့ရတယ်ပွဲစားပိုင်းမှာဂိုးသမားလေမန်ထုတ်ပယ်ခံလို့တယောက်ရုံနဲ့ကစားရပေမဲ့အာဆနယ်ကဘာစီလိုနာကိုဥဆောင်ကိုသွင်းနိုင်ခဲ့ပါတယ်အာဆနယ်ချန်ပီယံလိအောင်ပွဲကနီးစပ်ခဲ့ပေမဲ့ဘာဆွမ်ကလူစားဝင်စားမတွေအစွမ်းပြပြီးအာဆနယ်ကိုပြန်လဲအနိုင်ယူခဲ့ပါတယ်အဲ့ဒီဖြစ်ကအာဆနယ်တို့မကန်ချင်းစရာပါလက်ရှိရာသီချန်ပီယံလိပွဲစဉ်လမ်းကြောင်းရအာဆနယ်နဲ့ဘာစီလိုနာကလမ်းကြောင်းတစ်ဖက်စီရောက်နေပါတယ်ဒီတော့ပြိုင်ဘက်တွေကိုကြော်ဖြတ်ပြီးတော့ဖိုင်နယ်မှာအာဆနယ်နဲ့ဘာစီလိုနာတွေ့ဆုံပွဲရှိနေရပါအာဆနယ်တို့အရေးကြီးဆုံးကကွာတာဖိုင်နယ်မှာကြုံရမယ့်ရီယယ်နဲ့အက်တလက်တီကိုအသင်း2သင်းနဲ့ကတစ်သင်းကိုကြော်ဖြတ်နိုင်ရေးပါဆီမီဖိုင်နယ်မှာအာဆနယ်ရင်ဆိုင်ပွဲရှိတဲ့ PSG လီဗာပူးဗီလာ3သင်းစလုံးကအာဆနယ်ကြောက်ရမယ်ပြိုင်ဘက်မျိုးမဟုတ်ဘူး PSG ကိုလက်ရှိရာသီချန်ပီယံလိမှာအာဆနယ်နိုင်ထားပြီးပြီလီဗာပူးနဲ့ဗီလာကလည်းအာဆနယ်ကစားမှုတွေကြားပရီးမီးယားလိအသင်းတွေဖြစ်လို့စိုးရင်ကြမလိုပါဘူးချန်ပီယံလိမှာအာဆနယ်ပိုထက်မြက်တယ်လို့ပြောခဲ့ချိန်မှာလူတွေကမယုံကြဘူးအခုအာဆနယ်ကချန်ပီယံလိမှာပြိုင်ဘက်တိုင်းကိုရက်ရက်ဆက်ဆက်အနိုင်နိုင်စွမ်းရှိတယ်ဆိုတာသက်သေပြနေပါပြီအာဆနယ်ကတိုက်စစ်စားမားတွေပြန်ပြဿနာရင်ဆိုင်နေရပေမဲ့ Final Third ဇုံထဲလုံအားနှုတ်ထက်မြက်လွန်းပါတယ်အော်ဒီဂတ်ရဲ့အကောင်းဆုံးပုံစံပြန်လဲခံစား권ရနေပါတယ်ဂါဘရီယယ်နဲ့ဆလီဘာခံစစ်တွဲမာကွန်ကလည်းထိတ်တန်းဆင်ပါလက်ရှိရာသီချန်ပီယံလိမှာအာဆနယ်ခံစစ်က4ဂိုးသာပေးရတဲ့အထိခိုင်မာနေတာပါအာဆနယ်စားမားတွေမခံကျင်စိတ်နဲ့အောင်ပွဲစာလောင်စိတ်ဟာအရာအလုံးကိုကြော်ဖြတ်နိုင်စွမ်းရှိနေပါတယ်အာဆနယ်လက်ရှိရာသီကစားပုံကအမြဲတမ်းလိုစိတ်အားထက်သန်နေတာပါပြိုင်ဘက်ကိုလွှမ်းမိုးကစားနေတာပါဂိုးတွေအများကြီးရတယ်လို့ပြိုင်ဘက်ခံစစ်ကိုအချိန်မြင့်ဖြိုခွင်းနိုင်ပါတယ်ဝန်ရီလိုတိုက်စစ်ကျဲပွင့်လေးကိုပိုင်ဆိုင်ထားသလိုနေရာစုံကနေဂိုးသွင်းနိုင်သွမ်းရှိတာကလည်းအာဆနယ်အားသာချက်ပါ PSV ကို9ဂိုးသွင်းပြလိုက်တဲ့အာဆနယ်ရဲ့စွမ်းအင်ကိုကြည့်ပြီးပြိုင်ဘက်တွေထိတ်လန့်နေပါပြီအာဆနယ်ချန်ပီယံလိအောင်ပွဲကနီးစပ်လာပါလေဟုတ်ကဲ့ပါဒီဘက်ကတော့ပါဗျာဆိုတော့ဂန်နာတို့ရောဒီနိုင်ပွဲနဲ့ပတ်သက်ပြီးတော့ဗာပြောချင်တာလေပြောပြီးခဲ့ပါအောင်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ